မိဖုရားယုံဟွာဟာခေါင်းဆောင်ယုံတပမပါပဲခီးထွက်သွားတာကြောင့်အနေငယ်စိတ်ပူသွားပြီးဘရင်ကွမ်ဝနဲ့တိုင်ပင်နေပါတော့တယ်ဘရင်ကွမ်ဝကတော့ယွန်းတပတို့ကုန်တဲ့အဖွဲ့မှာထက်မြက်တဲ့ခေါင်းဆောင်တွေရှိတာမို့လို့မိဖုရားကိုလည်းအယံမစိုးရင်ဖို့နဲ့ဂျူမုံကလည်းရင့်ကျက်နေပြီဖြစ်ကြောင်းပြောပြနေပါတော့တယ်ပြီးတော့ဂျူမုံရဲ့အဖေရင်းဟာဟယ်မိုဆူဆိုတာကိုမပြောပြဖို့နဲ့သူ့အချိန်တန်ရင်အတိပေးလိုက်မယ်ဆိုပြီးမာနေခဲ့ပါတယ်အဲ့ချိန်တိုက်တိုက်ဆိုင်ဆိုင်နတ်ဆရာမကြီးဟာမိဖုရားစီလာလဲတာကြောင့်အထဲကိုပေးဝင်လိုက်ပါတယ်နတ်ဆရာမကြီးရောမီဦးဟာဒယ်မူလေးကိုဂျူမုံကချုပ်ပစ်ခဲ့တယ်ဆိုတာသိမယုံကျင်တာကြောင့်အခုလိုမိဖုရားယုံဟွာစီလာတွေ့ရင်စကားဆက်မိလာပြောတာဖြစ်ပါတယ်ဒါပေမဲ့ဘရင်ကွမ်ဝကတော့ဒယ်မူလေးကျိုးနေတာဟာသူ့ဟာသူအချိန်သက်တမ်းကြာလို့ဆွေးပြီးကျိုးတာဖြစ်နိုင်ကြောင်းနဲ့မိဖုရားကိုအာယုံလာမနှောက်ဖို့ပြောဆိုပြီးနှင်ထုတ်လိုက်ပါတော့တယ်ယောမီဦးလည်းတော်တော်လေးဒေါသထွက်သွားပြီးသူတို့နတ်နန်းကိုလစ်လျူရှုလိုက်ပြီဆိုတာကိုသဘောပေါက်သွားပါတော့တယ်ဒါကြောင့်နတ်ဖျားတွေရဲ့အမျက်တော်ကိုဖြေဖြောက်ဖို့အတွက်10ရက်တိုင်တိုင်နတ်ပွဲပေးပြီးအခမ်းအနားပြုလုပ်နေပါတော့တယ်ဒါပေမဲ့လည်း3ရက်မြောက်နေ့ထိအောင်ဘရင်ကွမ်ဝကတက်ရောက်ခြင်းမရှိတာကြောင့်မူးမတ်တွေလည်းစိတ်ပူသွားပြီးကွမ်ဝလုံဟုဆိုကတီတိုပြောဆိုနေပါတော့တယ်ဘရင်ကွမ်ဝကတော့နတ်နန်းမှာဘာပဲလုပ်ငါ့ကိုအကြောင်းမကြားတော့နဲ့ဆိုပြီးခက်ပြက်ပဲပြောလိုက်ပါတော့တယ်မင်းသားရောင်ဘိုလည်းအနှဲငယ်ကြောက်လာပြီးဒယ်မူလေးကျိုးသွားတဲ့ကိစ္စကြောင့်ယောမီဦးကသူ့ကိုလာမေးထားတယ်ဆိုတာဒယ်ဆိုကိုပြောပြလိုက်ပါတော့တယ်အဲ့တော့မှဒယ်ဆိုလည်းအကြီးအကျယ်ပောက်ကွဲပါတော့တယ်အကြောင်းကတော့သူတို့ညီအကိုနှစ်ယောက်ဟာဒယ်မူလေးကိုလေးတောင်မတင်နိုင်ပဲလေးတင်နိုင်တယ်ဆိုပြီးဘရင်ကွမ်ဝကိုလိန်ထားခဲ့တာကြောင့်ဖြစ်ပါတယ်။ရောင်ဖိုကယောမီဦးကိုအမှန်တိုင်းပြောလိုက်တော့ဒဲဆိုရဲ့တိတ်ခါတွေဟာမြောင်းထဲရောက်သွားပြီပဲဖြစ်တာကြောင့်မင်းရဲ့ခေါင်းထဲမှာတကယ်ပဲချီးတွေထည့်ထားတာလားဆိုပြီးပြောဆိုကထွက်သွားပါတော့တယ်။ဒါတောင်ရောင်ဖိုကဒဲမူလေးကိုဘသူချိုးခဲ့တာလဲဆိုပြီးယူးကြောင်မူးကြောင်တွေလာမင်းနေသေးလို့ဆွဲမထိုးယုံတမယ်ပြောဆိုကထွက်သွားပါတော့တယ်။ဒဲဆိုလဲစိတ်ရှုပ်လာတာနဲ့မင်းကလေးဆိုစောနိုစီသွားလေတဲ့အခါမှာမင်းကလေးကိုမတွေ့ရပဲခေါင်းဆောင်ယုံတစ်ပါးကတော့ဂျူမုံနဲ့အတူကုန်တဲ့တစ်ဖွဲ့လုံးခီးထွက်သွားတယ်ဆိုတာပြောပြလိုက်ပါတယ်။ဒဲဆိုလဲရောက်တုံးရောက်ခိုက်ယွန်းတစ်ပါးကိုတိကျင်တာလေးတွေမင်းနေရင်ဂျူမုံနဲ့ဆိုစောနိုတို့ရဲ့ပတ်သက်မှုကိုဆက်စုနေပါတော့တယ်။ခေါင်းဆောင်ယွန်းတစ်ပါးကလည်းမင်းကလေးဆိုစောနိုတို့ဟန်အင်းကိုကုံရောင်းကုံဝဲသွားတော့ကတော်လန်နီဂျူမုံကိုရွှွန့်တစ်ခုမှတွေးလို့ကဲတင်လိုက်ကြောင်းနဲ့သူ့သွားခြင်းနဲ့ရှီဂျိုတောင်ကိုလိုက်ပို့ပေးရင်ယဉ်နီးသွားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့တော့မှဒဲဆိုလဲအကြောင်းစုံကိုသဘောပေါက်သွားပြီးဂျူမုံကိုမယုံကြည်နိုင်ဖြစ်နေပါတော့တယ်။တစ်ဖက်မှာတော့ဆိုစောနိုတို့ကုန်တဲ့အဖွဲ့ဟာခရီးတစ်ထောင်နာရင်ဂျူမုံနဲ့စကားဆက်မိပြောနေပါတော့တယ်။ဂျူမုံကမင်းသားဆိုတော့သူ့အတွက်အရင်တည်းထိုးပေးမယ်ဆိုပြီးပြောပေမဲ့ဂျူမုံကတော့သူ့ကိုမင်းသားတစ်ပါးလို့မဆက်ဆံဖို့နဲ့အခုလဲမာရီတို့နဲ့အတူအလှည့်ကြကင်းဆောင်ရင်အပြင်မှာပဲအိမ်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဆိုစောနိုကတိတ်မကြေနဲ့ပဲအပြင်ကိုတကြီးကြီးလုပ်နေတာကြောင့်အချောက်မစာယုံကပဲကုန်တဲ့ဖွဲ့ကိုဥဆောင်နေရပါတော့တယ်။ဒီလိုနဲ့ပဲအပြင်မှာသူတလဲကိုတလဲကင်းဆောင်နေကြရင်ဂျူမုံကင်းဆောင်ရမယ့်အလှည့်ရောက်တော့ဆိုစောနိုကဂျူမုံနားသွားပြီးဂျူမုံမပြင်းရအောင်စကားတွေဖောင်ဖွဲ့ပြီးပြောပေးနေပါတော့တယ်။ဂျူမုံကိုစတွေ့တုန်းကအယူတယောက်လို့ထင်ခဲ့မိပြီးအခုတော့တော်တော်လေးရင်ကျက်နေပြီဖြစ်ကြောင်းမြောက်ပင့်ပြီးပြောနေပါတော့တယ်။ဂျူမုံကတော့မင်းလဲအဲတုန်းကမင်းကလေးတံမဲ့ယောက်ျားလေးတွေထက်တောင်ဒေါသကြီးနေတာပဲမဟုတ်လားဆိုပြီးပြန်ကြည့်စဲနေပါတော့တယ်။သူတို့နှစ်ယောက်ရဲ့အတွဲညီညီစကားပြောတဲ့တွေကြောင့်နောက်ကကြည့်နေတဲ့ခေါင်းဆောင်နှစ်ယောက်ကလည်းသူတို့ကြိုက်နေပြီးဟုတ်မဟုတ်ဆိုတာလောင်းကြီးထက်နေကြပါတော့တယ်။တစ်ဖက်မှာတော့ယောမီဦးရဲ့အခမ်းအနားကိုကွမ်ဝကမတက်ရောက်လို့စိတ်ဆိုးနေပြီးမိဖုရားကြီးကတွေးဖို့ခေါ်တာတောင်ညှင်းလိုက်ပါတယ်။မိဖုရားကြီးကတော့နန်းနန်းကိစ္စတွေကိုအကျွင်းမဲ့ယုံကြည်နေတာကြောင့်တခုခုကိုစိုးရိမ်နေပါတော့တယ်။ယောမီဦးဟာအခမ်းအနားပွဲမှာနေ့ရောညပါအာယုံပြုတ်နေရင်မေ့လဲကျသွားပါတော့တယ်။နောက်နေ့မှာအုတ်ချုပ်ရည်မှုရန်ကြောင်ဟာတမ္မနီမြင့်တက်နဲ့အတူမပြောမဆိုနဲ့ဘူရောတိုင်းပြည်ကိုလာလဲပါတော့တယ်။ဒဲဆိုလဲဘရင်ကွမ်ဝကိုသူလိန်ထားတာပေါ်တော့မယ်ထင်ပြီးစိတ်ပူသွားပေမဲ့ရန်ကြောင်ကတော့ဒဲဆိုကိုအခွင့်ရေးပေးခြင်းလို့လာခဲ့တာဖြစ်ပါတယ်။အခုချိန်ဟန်တိုင်းပြည်ဟာလူရိုင်းမျိုးနွယ်တစ်ခုနဲ့စစ်ပွဲပြင်ဆင်နေတာဖြစ်ပြီးအဲ့စစ်ပွဲမှာဘူရောတိုင်းပြည်ဘက်ကစစ်တီ1000ကိုစစ်ကူနေနဲ့ပို့ပေးရမယ်ဆိုပြီးလာတောင်းဆိုတာဖြစ်ပါတယ်။ဘရင်ကွမ်ဝကလောလောဆယ်စဉ်းစားအောင်မယ်လို့ပြောလိုက်ပြီးရန်ကြောင်ကတော့မင်းသားတဲ့ဆိုကိုခေါ်တွေ့နေပါတယ်။ဟန်တိုင်းပြည်ကလူရိုင်းမျိုးနွယ်ကိုအသာလေးတိုက်ခိုက်နိုင်တာကြောင့်ဒဲဆိုကဘရင်ကွမ်ဝကိုစစ်တီအင်အားထုတ်ပေးဖို့ဖြောင်းဖြတ်ပေးရမှာဖြစ်ပြီးစစ်ပွဲကာလတစ်လျှောက်ဘူရောစစ်တီတွေကိုဟန်စစ်သားတွေလိုမျိုးတန်းတူခွင့်ရေးရစေရမယ်လို့ရန်ကြောင်ကခေါ်ပြောတာဖြစ်ပါတယ်။မင်းသားတဲ့ဆိုကတော့ဒီလောက်နဲ့မကြေနဲ့ပဲသူတို့ဘူရောတပ်ဖွဲ့တွေကိုတမ္မနီလက်နက်တွေတက်ဆင်ပေးရမှာဖြစ်ပြီးစစ်ပွဲပြီးတာနဲ့အဲ့လက်နက်တွေကိုပါတခါတည်းထည့်ပေးလိုက်ဖို့ကိုတောင်းဆိုလိုက်ပါတယ်။ရန်ကြောင်ကလည်းသဘောတူလိုက်ပြီးဘူရောနဲ့ဟန်ကြားကုန်သွယ်ရေးနဲ့ပတ်သက်လို့အငင်းပွားတာမျိုးထပ်ဖြစ်เสียရမလို့တော့ဘူးလို့လည်းအာမဘန်းတွေခံလိုက်ပါတယ်။ဒါနဲ့ပဲဒဲဆိုကဘရင်ကွမ်ဝကိုတွေးခွင့်တောင်းလိုက်ပြီးအကြောင်းစုံကိုရှင်းပြလိုက်ပါတော့တယ်။ဘရင်ကွမ်ဝကတော့ငါတို့သာစစ်တီတွေထုတ်ပေးလိုက်မယ်ဆိုရင်အဲ့စစ်ပွဲကနေအသက်ရှင်တဲ့စစ်တီတွေဘယ်နှယောက်လောက်များပြန်လာနိုင်မယ်လို့မင်းထင်နေတာလဲဒါဟာစစ်ပွဲကိုအကြောင်းပြပြီးငါတို့ကိုသူတို့တိုင်းပြည်ရဲ့လက်အောက်ခံသဘောမျိုးထားတယ်ဆိုတာမင်းနားမလည်ဘူးလားမင်းတို့စီမှာတခါလောက်ကောင်းခံလိုက်တာနဲ့မင်းရဲ့ခေါင်းပေါ်ချိတက်ပါသွားမယ်ဆိုပြီးပြောဆိုလိုက်ပါတယ်။နောက်ရက်တော့ညီလာခံအစည်းအဝေးပွဲမှာလည်းရန်ကြောင်ကိုခွေးမောင်းတယ်လို့မောင်းထုတ်လိုက်ပါတော့တယ်။ရန်ကြောင်ကလည်းအတော်လေးဒေါသထွက်သွားပြီးဟန်နဲ့ဘူရောကမဟာမိတ်ပြတ်သွားကစစ်ပွဲကိုဥတီလာပါတော့တယ်။ရန်ကြောင်ထွက်သွားတဲ့အခါဘရင်ကွမ်ဝကလည်းစစ်တီတွေကိုစုစည်းပြီးနေဆက်ထိပို့ကစစ်ပွဲအတွက်ပြင်ဆင်ခိုင်းပါတော့တယ်။ဒီကိစ္စကြောင့်ဘူရောနန်းတွင်းမှာလည်းအခြေအနေတွေတင်းမာနေပြီး
အများစုကဘရင်ကွမ်ဝကိုဖြောင်းဖြတ်ကြည့်ဖို့တိုင်ပင်နေကြပေမဲ့အမတ်ချုပ်ကြီးကတော့နောက်ကျသွားပြီဖြစ်ပြီးကွမ်ဝဆုံးဖြတ်ချက်နောက်ကိုသာလိုက်ဖို့ပြောလိုက်ပါတော့တယ်။ယောမီဦးတတိယလာတဲ့အခါအကြောင်းစုံကိုတည်သွားပြီးဘရင်ကွမ်ဝကိုတွားတွေကအခုချိန်ဘူယောနဲ့ဟန်စစ်ဖြစ်ရင်ဘူယောကနိုင်ချေမရှိဘူးလို့ပဲပြောလိုက်ပါတယ်။ဒါဟာနက်ပြားတွေကိုဂလန်ကဆန်လုပ်ခဲ့တဲ့မင်းကြီးကိုမကျေနပ်လို့စစ်တီ1000ကိုစက်တာခိုင်းတာဆိုပြီးပြောလိုက်ပါတယ်။ကွမ်ဝကတော့နက်ပြားတွေကိုသူ့ယုံကြည်မရှိတော့ကြောင်းနဲ့ဟန်တိုင်းပြည်ကိုလည်းသူဘယ်တော့မှကောင်းခံမှာမဟုတ်ကြောင်းခက်ပြက်ပြက်ပြောပြီးနှင်ထုတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းမင်းသားဂျူမုံတို့ဟာဟန်အင်းဆိုတဲ့တိုင်းပြည်ငယ်လေးစီရောက်သွားပြီးမာရီတို့အဖွဲ့ကတော့မြေပုံကိုကြည့်ကအန်ဒရဲကင်းမဲ့လမ်းကြောင်းကိုကူပြီးရှာပေးနေပါတော့တယ်။အဲ့ချိန်မှာဓမြဖွဲ့တစ်ခုဟာသူတို့ကိုတွေ့သွားပြီးဓမြကောင်းဆောင်ဘယ်မားကလည်းစရင်ရှင်းဖို့အတွက်ဆိုစောနိုကိုအသက်ရှင်လျက်ခေါ်လာခိုင်းလိုက်ပါတယ်။ဓမြကောင်းဆောင်ဘယ်မားနဲ့ဆိုစောနိုတို့ရဲ့အကြောင်းကိုသိချင်ရင်အပိုင်းလေးမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။နောက်တစ်ပိုင်းကိုနောက်နေ့မှာတင်ပေးမှာဖြစ်လို့ဂျူမုံရုပ်ရှင်လေးကိုသဘောကျရင် AI WeCat YouTube Channel ကို like နဲ့ subscribe လုပ်ပေးခဲ့ပါနော်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဘေးကခေါင်းလောင်းလေးကိုပါနှိပ်ပေးခဲ့ပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်